Okay ဒီနေ့က12ရက်နေ့မေလ12ရက်နေ့ semester 4ရဲ့ week 4 advanced operating system နဲ့ visualization မှာဆိုလို့ရှိရင်အင်္ဂါနေ့တန်းပေါ့နော် binary dissembler အကြောင်းပြောသွားတယ် binary dissembler ဆိုတာကLinux တွေ Mac တွေမှာသုံးတဲ့ tools တစ်မျိုး setup လုပ်ပြီးတော့အဲ့ဒီ tools ပေးလိုက်တာတော့အဲ့ tools ပဲပေးလိုက်တာပေါ့နော်ဒီ minutes tools တစ်ခုပေါ့minutes tools တစ်ခုကိုပေးလိုက်ပြီးတော့အဲ့ဒီဟာကို setup လုပ်ခိုင်းတယ်အဲ့ဒီမှာ CPP file ကို breakdown လုပ်တဲ့ဟာလုပ်ခိုင်းတယ်အဲ့ဒီမှာ binary file တွေပါတယ်အဲ့ဒီ binary file တွေကို test အနေနဲ့ပြန်ထုတ်တာအဲ့ဒီ binary file တွေရဲ့ data segment တွေတစ်ခုချင်းစီကိုပြန်ပြီးတော့ခွဲထုတ်တာတွေအဲ့ဒီ binary လုပ်ခိုင်းတယ်အဲ့တော့နောက်ဆုံး example ပေးလိုက်တာကတော့ binary file ကိုဖတ်ကြည့်ကိုယ့်ကိုဖတ်လို့ရအောင်လုပ်ပြီးတော့ analyze လုပ်ပြီးတော့ analyze ထားတာလုပ်ပြီးတော့ test ကို extract လုပ်လို့ရလားဆိုတဲ့ဟာကိုကြည့်ခိုင်းတယ်အထူးသဖြင့် a.out ဆိုတဲ့ file လေးကိုပေးလိုက်တယ်ပေါ့နော်အဲ့ဒီ file လေးကိုထုတ်လို့ရလားဆိုတာစစ်ခိုင်းတယ်အဲ့ဒါပြီးသွားတော့ data science for human behavior analysis အဲ့ဒီဟာကတော့ရှေ့တစ်ပတ်တုန်းကအတန်းပြတ်သွားတဲ့အတွက်ကြောင့်အဲ့ဒီရှေ့တစ်ပတ်တုန်းကကြောင့် data survey ဘယ်လိုကောက်မလဲဆိုတဲ့ဟာကိုသင်သွားတာဆိုတော့အဲ့ဟာကိုပြန်ပြီးတော့ကိုယ့်ကိုပြန်ကြည့်ပြီးတော့ဒီ human behavior analysis လုပ်တဲ့ survey တစ်ခုခုကောက်တဲ့ပုံစံကိုပြန်ပြီးတော့ create လုပ်ရမယ်ကိုယ့်ကိုဘာတွေဘယ်လိုကောက်မလဲပေါ့နော်ပြီးတော့ဘယ်လို result တွေလုပ်မလဲဆိုတဲ့ဟာကိုပြန်ပြီးတော့ presentation လုပ်ရတယ်အဲ့ဒီမှာဘာတကောင်းစင်လေးလုပ်ခဲ့လဲဆိုတော့ relationship between gaming difficulty and device pressing pressure ဆိုတော့ game တွေကခက်လာရင်ပို့ပြီးတော့လူတွေက device တွေကိုပို့ပြီးတော့အားနဲ့ဖိချလာပေါ့နော်အဲ့ဒီဟာကို relation ရှိလားမရှိလားဆိုတဲ့ဟာကို analysis လုပ်ဖို့အတွက် survey ကောက်တဲ့ survey design တစ်ခုကို presentation လုပ်ဖြစ်ခဲ့တယ်တခြားအဖွဲ့အသီးသီးကလည်းလုပ်ဖြစ်ခဲ့တယ်အဖွဲ့3ယောက်ရှိတဲ့ game နဲ့ပတ်သက်ပြီးလုပ်လာတာအဲ့တော့အားလုံးပေါင်း9ဖွဲ့မှာ3ဖွဲ့က game နဲ့ပတ်သက်ပြီးလုပ်လာတာပေါ့နော် anyway ဆိုတော့တချို့ကလည်း game design နဲ့ပတ်သက်တာတော့ကောင်းတယ်မကောင်းကြိုက်တယ်မကြိုက်ဘူးဒါမျိုးလည်းရှိတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ research ပိုင်းပေါ့နော် research ပိုင်းကဆရာတို့ဒီတစ်ခါ AWS EKS နဲ့တွားပြီးတော့ Docker မှာ Kubernetes နဲ့ဘယ်လိုစောက်လဲဆိုတော့တွားကြည့်လိုက်တော့ဈေးကတော်တော်တက်နေတယ်ဈေးတော်တက်နေဆိုတော့$20လောက်ကုန်သွားတယ်ပေါ့နော်ဟို3ရက်လောက် run နေတဲ့အချိန်မှာအထဲမှာဒီ C6G ဆိုတဲ့compute optimized EC2 တွေ run နေတဲ့အတွက်ကြောင့်အဲ့လိုဖြစ်သွားတာဆိုတော့အဲ့ဟာတွေကိုဖြုတ်ပြီးတော့မှတော့ graphic instance တွေ run မှာပေါ့ဒါပေမဲ့ graphic instance ကလည်း run လို့မရတော့အဲ့နားမှာပဲ error တက်ပြီးအဲ့နားမှာပဲကြာပြီးတော့အဲ့တိုင်း set တွေဖွင့်ထားပြီးတော့ပတ်စံတွေကုန်သွားတယ်ပေါ့နော်အခုတော့လောလောဆယ်အကုန်ပြန်ပိတ်လိုက်တယ်ပြန်ပိတ်ပြီးခဏရထားတယ်ပြန်ရထားပြီးတော့ပြန် run လို့စဉ်းစားနေတယ်ပြန် run လို့ရှိရင်တော့ tutorial တေချာကြည့်ပြီးတော့ step by step တေချာလုပ်မယ်လို့စဉ်းစားထားတယ်နောက်တစ်ခါကျတော့ thesis different နဲ့ပတ်သက်ပြီးတော့ schedule သိရဖို့လိုတယ်တဲ့ပြီးတော့နောက်တစ်ခါပတ်စံပေးတဲ့ကိစ္စပေါ့နော်အကြောင်းလာကတော့ဒီတစ်ပတ်ထဲမှာပေးလိုက်ပါပြီပြီးတော့ thesis different နဲ့ပတ်သက်တဲ့ schedule သိရမယ်အဲ့တော့ thesis different က August လထဲမှာဖြစ်ဖို့များတယ်ဆိုတော့ maybe မေလရဲ့ June လရဲ့2လမေဂျွန်ဇူလိုင်ပေါ့နော်3လမှာတော့စာသင်ပြီးတော့ချိန်ကုန်သွားပြီးတော့ August လကျတော့မှာပဲ thesis different လုပ်ပြီးတော့ September လကျရင်တော့ conference တော့တက်မယ်ပေါ့ဒီ June လထဲမှာနောက်ဆုံးဒီ FID conference ရဲ့နောက်ဆုံး deadline က June လထဲမှာလို့သိထားတယ်အကောင့်ကတော့ create လုပ်တာရလိုက်ပြီအကောင့် create လုပ်ပြီးတော့5လပိုင်းမဟုတ် June လလားဟုတ်တယ် June လထဲမှာ June လ23ရက်နေ့အထိဆိုတော့နောက်တစ်ပတ်ထဲမှာတော့တင်ရမယ်နောက်တစ်ပတ်ထဲမှာစပြီးတော့တင်ဖြစ်လိုက်မယ်ဖြစ်နေတော့ဒီတစ်ပတ်ထဲမှာတော့တင်ဖြစ်လိုက်မယ်တင်ဖြစ်တဲ့ဆိုတာ file တွေပါတယ် PDF file တွေပါတယ်လောက်အောင်မယ့်ဟာလေးရှိသေးတာဆိုတော့စင်ကောင်းစရာသူတို့တွေကဒီ PDF file ကို PDF file အနေနဲ့template file ကို PDF file work file အနေနဲ့ပဲပေးပြီးတော့latest file အနေနဲ့မှာပြီးတော့ဒီ overleaf နဲ့လုပ်လို့အဆင်မပြေဘူးဖြစ်သွားတယ်အဲ့တော့ PDF file work file နဲ့သုံးပြီးတော့ပဲလုပ်ဖြစ်လိမ့်မယ် okay အဲ့တော့ weekly လို့အနေရတော့နောက်ဆုံးတော့ထားပါပဲအဲ့တော့ဒီတော့လောက်ပါပဲကျေးဇူးများတင်ပါတယ်